အခုဆိုရင်ခြေတို့ကဘဲညာအုံလေးကိုဆက်ပြီးသွားပြီတီတီချာချာလေးရာဘာတူလေးနဲ့ထုပြီးသွားပြီเนาะချုပ်ရုပ်လေးတွေကပြပြပြလေးတွေအခုလိုမျိုးလေးဖြစ်သွားပြီဆိုလို့ရှိရင်အရန်ဝက်ကောင်းတဲ့အုံလေးတွေထွက်လာပြီပေါ့เนาะအဲ့ချိန်မှာဘာလုပ်ရမလဲဆိုရင်ဒီဘက်ကချုပ်စာလေးတွေကလည်းဟိုဘက်ဒီဘက်ကွဲသွားပြီဆိုလို့ရှိရင်ခြေတို့ကဒီရဲ့ချုပ်စာရဲ့ဒီဘက်ဘဲဘက်ကနေပြီးတော့တချောင်းအပေါ်အနာလေးဆက်ပြီးတော့ပေါက်မယ်နောက်ကဒီဘက်ကညာဘက်အုံမှာလည်းတစ်ချောင်းပေါက်မယ်เนาะဘဲရောညာရောတစ်ချောင်းစီကိုပေါက်ပြရမယ်အလဲမှာလုံးဝမပေါက်ဘူးเนาะသူ့ရဲ့အပေါ်လေးတွေမှာကပ်ပြီးတော့ dotted line လေး line စီဆွဲရမှာဖြစ်တယ်ဘဲညာပေါ့เนาะသူအဲ့ဒါလေးကိုကျဲဆွဲပြမယ်ထူတဲ့နေရာလေးမှာနည်းထိန်ချုပ်ပေးပါတေချာလေးတော့ထုပေးပါเนาะဒီလိုနေရာလေးဆိုရင်ခုနလိုမျိုးတေချာမထုထားဘူးဆိုရင်အမှအပ်တွေဖြောင်းဖြောင်းနဲ့ကျူးတက်ပါတယ်เนาะကျဲစနစ်တကျနဲ့ body လေးထဲကိုချုပ်တက်ပြီးဆိုလို့ရှိရင်အရန်ကိုဝေးရတာကောင်းတယ်ဒီ body တစ်ထဲကိုဝေးမယ်ဆိုလို့ရှိရင်အနည်းဆုံး၄-၅နှစ်ကအသာလေးဝေးရတယ်ပေါ့နော်အဓိက body ကပတ်တန်ကောင်းမှုလိုတယ်အခုလိုမျိုးချုပ်လုပ်နည်းတွေကိုနည်းစနစ်မှန်ကန်စွာနဲ့တက်မြောက်ဖို့လိုအပ်ပါတယ်နော်โอเคเนาะဒီလိုမျိုးနှစ်ချောင်းလေးရပြီးပြီဆိုလို့ရှင်တော့တကယ်တော့တလက်မ2စိတ်တစ်ချက်ညှက်ခိုင်းတာတယ်ဒီဥစ္စာလေးနဲ့ဘလို့အုပ်မလဲဆိုတာတစ်ချက်ဆက်လက်ပြီးတော့ပြသပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးပတန်ကောင်းကောင်းလေးတွေလိုအပ်တယ်ဆိုလို့ရှင်တော့တကယ်လို့စီမှာရင် site တစ် site ပေါ့နော်တစ် site နှုံးနဲ့ရောင်းပေးနေပါတယ်တစ် site ချင်းစီကိုရောင်းပေးပါတယ်တစ် site ချင်းစီမှာတကယ်လို့ဘာတွေပါမလဲဆိုလို့ရှင်အခုလိုမျိုး bra အရှည်အတွက်ပါမယ် bra အတူအတွက်ပါမယ်ပြီးလို့ရှင်အခုလိုเนาะနောက်ချိန်နဲ့ချုပ်လို့ရသလိုဒီရှေ့ချိန်နဲ့ချုပ်လို့လည်းရမယ်နောက်ကျောမှာဆိုကျတော့အဝရဲ့အဖျောက်ရဲ့ရှိရဲ့အဲ့နှစ်မျိုးလုံးလည်းပါဝင်မယ်တစ်ဆိုင်လုံးကိုမှ15000ကျပ်တဲ့နဲ့ Messenger မှာမှာယူထားလို့ရပါတယ်เนาะအားလုံးပဲအဆင်ပြေကြပါစေအကယ်၍အဲ့လိုမဟုတ်ဘူး size စုံလိုချင်တဲ့သူတွေကလည်းအခုချိန်မှာမယ်ဆိုလို့ရှိရင်50% discount 9500ကျပ်တဲ့နဲ့ရရှိပြီးတဲ့အပြင်ကို online class ကိုလည်း join ခွင့်ရှိမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်